အားလုံးမင်္ဂလာပါခင်ဗျာယခုတင်ပြမယ့်အကြောင်းကတော့ပေတလုံးနဲ့ဒီခေတ္တရာဒုတပေါင်းနဲ့ပေတလုံးဘီယမကြီးအကြောင်းပိုင်းနှစ်ပဲဖြစ်ပါတယ်ဒီခေတ္တရာကိုပေတလုံးဘီယမကြီးစတင်ရောက်ရှိတဲ့နေ့ဟာသူမအတွက်အတော်ပင်ထိတ်တလန့်ဖြစ်သွားမှတေချာပဲဖြစ်ပါတယ်မြင်တွေ့နေရတဲ့မြင်ကွင်းများကမိမိနေရာမိမိဇာတိနဲ့တော့အတော်ပင်ကွာဟနေကြောင်းသူမသတိကောင်းကောင်းထားမိမှအမှန်ပဲဖြစ်ပါတယ်ဘာသာသာသနာစာပေအထောက်ထားများကဒီခေတ္တရာရဲ့နေရာတိုင်းမှာပြည့်နှက်လိုနေပါတယ်။ကြောက်တဲ့အခရာများဗုဒ္ဓဆင်းတုတော်များဇေဒီပထိုးကြီးများကမိုးတို့ပြန်တက်မြင့်ဟန်အမှုပညာလက်ရာများကလည်းအမခန်းခန္ဓာတင့်တယ်လှပါတယ်။အထူးသဖြင့်ဒီခေတ္တရာရဲ့မိုးတို့ပြန်နေတဲ့ဇေဒီကြီးများကသူမကိုအတော်ပဲဖန်ဆာမှာဖြစ်ပါတယ်။အဘဲကြောင့်သူမလာခဲ့တဲ့အရာပိတ်တနိုးမှာဤသို့သောဝိတုပစ္စည်းများကိုမပြုလုပ်ရခဲ့ရသည်။အဘဲကြောင့်စာပေအထောက်ထားတို့ကိုမပြုလုပ်ခဲ့ရသည်။အဘဲကြောင့်ဗုဒ္ဓဆင်းတုတော်များကိုကြောက်ဖြင့်ထွန်းထုစေပြီးသာသနိကအဆောက်အုံများမှာမထားရှိခဲ့ရပါသည်။စတဲ့များစွာလှသောအမေးပု္ပ္ပာများကသူမရဲ့ဒီခေတ္တရာရောက်ရှိတဲ့ပထမဦးဆုံးနေ့မှာပဲဒီအမေးပု္ပ္ပာများကြောင့်ခေါင်းချလေသွားမှာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့1999ခုနှစ်ဒီခေတ္တရာနန်းတော်ရာမြောက်ဘက်မြို့နဲ့ဆက်ဆက်နေတဲ့နန်းတွင်းကိုဥတီတိဆောက်ထားတဲ့အိုယိုဒန်တစ်ခုကိုကုန်းမှန်HMA 33သတ်မှတ်ပြီးတူဖို့သူတေသနာပြုခဲ့ရပါတယ်ဒီအိုယိုဒန်ဟာဒီခေတ္တရာရဲ့နန်းတော်ရာအတွင်းပိုင်းကိုပိုင်းလိုက်ပိုင်းခြားထားပေးတဲ့အဆောက်အုံလို့ယူဆနိုင်ပါတယ်ဒီအိုယိုဒန်အစုံတောင်မဲ့ဂိုက်တရာလောက်မှာ1988ခုနှစ်တုန်းကရေကင်းကာလအတွင်းနည်းနည်းရက်ကလာရောက်ကြပြီးဒီခေတ္တရာနန်းတော်ရာအတွင်းမှာစီးမဲ့ကမ်းမဲ့ရွှေချင်းခဲ့ကြပါတယ်။ဒါကြောင့်44ဧကမြကျယ်ဝန်းတဲ့နန်းတော်ရာအတွင်းကျင်းကြီးကျင်းငယ်မြောက်များစွာဖြစ်ခဲ့ပါပါတယ်။ဒီကျင်းကြီးကျင်းငယ်အတွင်းကိုလိုက်လံပြီးစူးစမ်းကြည့်ခဲ့ပါတယ်နေရာတစ်ခုရဲ့ကျင်းတစ်ခုမှာ15ပေလောက်နဲ့တဲ့ကျင်းတစ်ခုကိုတွေ့ရပါတယ်ဒါနဲ့ဆင်ကျင်မိတဲ့အခါတော်တော်လေးအံ့ဩသွားပါတယ်ဘာဖြစ်လို့လဲဆိုရင်ဒီကျင်းကြီးရဲ့10ပေကျော်အနည်းလောက်မှာအိုယိုးကြီးတွေ့ရှိရလို့ပဲဖြစ်ပါတယ်ဒီအုပ်ချက်အရွယ်စားရလည်းအတော်လေးကြီးမားတာကိုတွေ့ရပါတယ်ယခုမြေပေါ်မှာရှိနေတဲ့အဆောက်အအုံများထက်ကြီးပါတယ်။တိုင်းကြီးတဲ့အခါအလျား18လက်မှအနံ9လက်မှတူ3လက်မှအပြည့်ရှိပါတယ်။ပေတနိုးကအဆောက်အအုံတွေမှာသုံးထားတဲ့အရွယ်အစားတိုင်းပါပဲ။ယခုမြေမျက်နှာရင်ကြီးနဲ့အခုရောက်ရှိနေတဲ့ကျင်းတွေက10ပေအနက်ကျော်ရှိတဲ့ကြားထဲမှာ deposition layer လို့ခေါ်တဲ့တဘာဝပို့ချမြေလွှာထုဟာ10ပေခွဲ9ပေလောက်ရှိနေတာကိုတွေ့ရပါတယ်။ဒါကြောင့်ယခုကျွန်တော်တွေ့ရှိတဲ့10ပေကျော်အနက်ကမြေလွှာဟာပေတနိုးမြေပြားကြီးရောက်ရှိတဲ့ခေတ်ကာလရဲ့မြေလွှာများဖြစ်နေမလားလို့တွေးမိပါတယ်2005ခုနှစ်မိမိလက်ထောက်ကလေးကရာထူးနဲ့ရှီအောင်သူနာနိပညာသင်တန်းကျောင်းပြည်ကိုစတင်ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ရပါတယ်ကွန်စင်တင်ကြားရေးနဲ့ပတ်သက်လို့ဒီခေတ္တရာဝန်ကျင်ကိုကွင်းကြိတ်ဆင်းပြီးကျောင်းသားများနဲ့အတူတင်ကြားရေးကိုဆောင်ရွက်ခဲ့ရပါတယ်။နန်းတော်ရမြောက်ဘက်ကြောက်ကသိန်းလို့ခေါ်တဲ့ဖုံးချောင်းဝင်းအတွင်းမှာလည်းရွှေကျင်ထားတဲ့ကျင်းအောင်တစ်ခုကိုအမှတ်မတင်တွေ့ရှိရပြန်ပါတယ်။အိုယိုဒန်ကြီးတစ်ခုကိုမြေနဲ့10ပေလောက်မှာတွေ့ရပြီး1998ခုနှစ်ကကျွန်တော်တွေ့ခဲ့တဲ့အုပ်ရွယ်စားတွေအတိုင်းပါပဲ။အဲ့ဒီတွေ့ရှိချက်တွေကဒုတပေါင်းမင်းကြီးနဲ့ပေတနိုးမြေပြားကြီးတို့ရဲ့မြို့နှမျိုးကြားကွာဟနေတဲ့ယဉ်ကျေးမှုဖြစ်စဉ်အစဉ်အတန်းခစ်ပြိုင်ဒီကိုဖြည့်ရှင်းပေးမဲ့အဖြေများပဲဖြစ်ပါတယ်။ပေတနိုးနဲ့ဒီခေတ္တရာမြို့နှမျိုးရဲ့ကွာခြားနေတဲ့ယဉ်ကျေးမှုဖြစ်စဉ်အစဉ်အတန်းခစ်ပြိုင်ဆိုတော်လဲစာပေရေးသားပြည်သူကလက်ရကအစားကွာခြားနေတဲ့အခြေအနေများဟာယခုမိမိတို့နင်းနေတဲ့မြေပြင်အောက်10ပေအောက်မှာရှိနေတဲ့အစောပိုင်းရည်ကျင်းမှုဖြစ်စဉ်တစ်ခုအတွက်ဖြေထုတ်ပေးရမယ်ဆိုတာကို
ယုံကြည်မိပါတယ်ဒါပြင်ဗိဒ္ဓနုမိဖုရားကြီးရဲ့ကြိုးစားအားထုတ်ခဲ့မှုဟာလည်းဒုတပေါင်းမင်းရဲ့ယဉ်ကျေးမှုအဆင့်နဲ့တိတ်မကွာဟကြောင်းဒီမြေလွာဖွဲ့စည်းမှုများကအဖြေထုတ်ပေးကြပါလိမ့်မယ်ဒီခေတ္တရာရောက်ဗိဒ္ဓနုမိဖုရားကြီးရဲ့အမေးပု္ပ္ပစာများလည်းဖြည့်ရှင်ပြီးသားဖြစ်ပါလိမ့်မယ်မြန်မာနိုင်ငံရဲ့အစောပိုင်းပြူမျိုးပြသမိုင်းကိုလည်းဒီတက်ခိုင်မာလာပါလိမ့်မယ်ဒီအဖြေတွေကိုရရှိဖို့ဒီခေတ္တရာရဲ့နန်းတော်အောက်ဆယ်ပေအနက်ကယဉ်ကျေးမှုဖြစ်စဉ်တစ်ခုကိုဆက်လက်ပြီးစ조사ဖော်ထုတ်ကြမှာဖြစ်ပါကြောင်းတင်ပြရင်ဒီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ